အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ဇော်ကြီး game ရပါโอเคကျွန်တော်တို့ဒီနေ့မှာကတော့ကျွန်တော် live on skin တွေရော special skin တွေရော EV skin တွေရောကျွန်တော်များစွာပေါ့နော် free ကုန်းလို့ရအောင်မယ်โอเคဘယ်လို free ကုန်းအောင်မလဲဆိုကျွန်တော်တို့တွေ game ဆော့ရမယ်ပေါ့နော် game လေးဆော့ပြီးတိုင်းကျွန်တော်တို့တွေ skin တွေလက်ကားရလိမ့်မယ်โอเคအဲ့အတွက်အကြောင်းမို့ကျွန်တော်တခါလဲလက်တွေ့ပြပေးမယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော် game တစ်ပွဲအရင်ဆုံးဘာသာလို့ရှိကျွန်တော်တခါလဲစမ်းဆော့ပြပေးလိုက်တယ်ဗျဆော့ပြီး skin မှာပေါ့နော်ချက်ချင်းတန်းယူတိုင်းမယ်ဗျကျွန်တော်တို့တွေအခုအသစ်ထွက်တဲ့ new hero ကြီးနဲ့ကျွန်တော်စပြီးတော့ဆော့ကြည့်တယ်ပေါ့နော်တပွဲဆော့ရမယ်ဆိုကျွန်တော်တပွဲစမ်းဆော့ကြည့်တယ်ဗျအဲ့ဒီအချိန်မှာဘယ်လောက်ကောင်းလဲမကောင်းဘူးဆိုတော့ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့မစိုးဘူးပေါ့နော်ဆော့လို့ကောင်းတယ်ဗျโอเคသူကတစ်ချက်ပြစ်လိုက်တိုင်းမှာပေါ့နော်မြားလို့ဘာလို့ပေါ့နော်အေးမွန်လို့ပုံစံမျိုးလေးပဲထွက်လာတယ်ဗျโอเคအဲ့မှာကျွန်တော်စက်တက်စုရတယ်ပေါ့နော်စက်တက်က25ခုဒီပဲရှိတယ်ဗျโอเคစက်တက်25ခုဆိုရင် damage တွေကရှေ့ကြီးတွေကိတ်တာဗျโอเคကျွန်တော်ပြပေးမယ်ဗျโอเคဒါဆိုကျွန်တော်မှာစက်တက်က25ခုပြည့်သွားပြီပေါ့နော်သူပြည့်တဲ့ပုံစံဝီဝါရာနဲ့ပြည့်တော့ပြည့်နေပြီမှမစိုးဘူးဗျဆော့လို့တော့ကောင်းတယ်ပေါ့နော်โอเคသူပြည့်လိုက်တဲ့အရာလေးတွေကဘာမှလည်းကျွန်တော်မသိဘူးကောင်းလိုက်တဲ့ content creator ဘာမှမသိတာပေါ့နော်ဒါပေမဲ့သူပြစ်လိုက်တဲ့အရာလေးတွေကသူ့စီပြန်လာတယ်ပေါ့နော်ကြည့်ရတာမျက်စိတော့ဗရာသားဖြစ်တယ်ဗျမိုက်တယ်တော်တော်လေးမိုက်တယ်ပေါ့နော် second ထွက်လာမယ်ဆိုရင်တော့ scale effect တွေကတော်တော်လေးကိုလန်းလာလောက်တယ် second ဆိုလို့ normal second ပြောအောင်မဟုတ်ဘူးပေါ့နော်တခြား e လိုက်တို့ကျွန်တော် special ebit ဘာညာဒါမှမဟုတ် collaboration second တွေတခုထွက်လာမယ်ဆိုရင်တော့ဒီ hero နဲ့ပေါ့နော်အဲ့ second တွေတော်တော်လေးလိုက်ဖက်မယ်ဗျဘာ second ထွက်လို့ထွက်မှတော့ကျွန်တော်လည်းမသိသေးဘူးပေါ့နော် goဒါပေမဲ့တော်တော်လေးကိုကင်လို့ကောင်းတယ်ဟောပြစ်တာရဘူးနဲ့ပြည့်နေညိုကီတို့မြင်တဲ့အတိုင်းပဲဗျာโอเคဒါကျွန်တော် inspire နဲ့မဆော့ပဲနဲ့ပေါ့နော်တွေးဖြည့်တဲ့ကန်လေးနဲ့ပဲဆော့ပြရတာမစိုးဘူးဗျတော်တော်လေးဆော့လို့ကောင်းတဲ့နေထားမှာပါတယ်โอเคဒါကျွန်တော်ပွဲကိုမြန်လေးအံ့လိုက်ကြမယ်ဗျာဒါဆိုရင်တော့ကျွန်တော်တို့တွေပွဲပြီးပြီပေါ့နော်ပွဲပြီးလို့ဆိုတဲ့မြန်မာလူကြီးပြီးသွားတာတော့မဟုတ်ဘူးဗျပွဲနိုင်သွားလို့ဆိုပြီးကျွန်တော်ရှိကိုဒီအမင်ကက်ကလေးပေါ့နော်သူကဘန်ကက်လို့ခေါ်တယ်ဗျာโอเคဝူဒူဝါဒကြီးလာပြနေကျွန်တော်သူပြတဲ့အတိုင်းနှိပ်ပေးလိုက်တယ်ဗျာโอเคအဲ့တော့မှ legend ဆိုတော့ skin တော့မပေါက်ဘူးပေါ့နော် hero ကြီးပေါက်တယ်ဗျ Lucas ရဲ့ hero ကြီးပေါက်တယ်ပေါ့နော်ကျွန်တော် skin ပေါက်တယ်မှန်နေရမစိုးဘူးဗျကျွန်တော် game ဆော့တိုင်းမှာလည်း hero တွေကလက်ကားရအောင်မယ်အဲ့ကြားလဲကျွန်တော် skin ပေါက်တာကြီးလည်းရှိဘူးရပေါ့နော် normal တခြား skin တော့မဟုတ်โอเคဘယ်လိုမျိုး skin preview ရမလို့ကျွန်တော် starlight ထဲဝင်မယ်ဗျဒါဒီ starlight ပုံစံအရင်တော့ Ainia server မှာလာတယ်ပေါ့နော်အခု Ainia server မှာမဟုတ်တော့ advanced server မှာပါရောက်နေပေါ့နော်Advanced server မှာရောက်နေပြီဆိုကြတဲ့ညိုကီလိုပဲစဉ်းစားလိုက်တော့ Advanced server မှာရောက်တဲ့အရာတွေအားလုံးနှီးပါးကကျွန်တော်တို့ official server ကိုရောက်လာဖို့များတယ်ပေါ့နော်။ခွေအဲ့ကြောင့်မို့ကျွန်တော်တို့ဒီ official server ကိုတော့ရောက်လာတော့မယ်ဗျာတိတ်မကြခင်ပါပေါ့ဗျာ။ဒီထက်မှာဆိုရင်ကျွန်တော်အခုညိုကီလိုမြင်နေတဲ့အတိုင်းပဲပေါ့နော်။အားလုံးကိုကျွန်တော်ယူလို့ရတယ် clean လို့ရတယ်။အဲ့ကြားထဲမှာကောင်းတာလေးရအမ skin မဟုတ်ဘဲနဲ့စိန်လေးတွေပေါ့နော် skin တော့ triangle ပဲပြီးတယ်ဗျာအစမ်းသုံးကပ်ပါဗျာ။အမစိန်လေးတွေပြီးတယ်အချိန်ပုံစံလေးနဲ့ပေါ့နော်နိုင်ပုံစံလေးနဲ့စိန်လေးဗျာโอเคအဲ့ဒီစိန်ကိုဘယ်လိုခေါ်လဲဆိုရင် Rocky Diamond လို့ခေါ်တယ်ဗျာအဲ့ဒီ Rocky Diamond ကိုဘယ်လိုသုံးအောင်လဲဆိုရင်ကျွန်တော်တစ်ချက်ပြပေးမယ်ဗျသူကဘာနဲ့ခက်ဆင်နဲ့ဆိုရင် Pro Diamond နဲ့ခက်ဆင်ဗျာအဲ့ဆိုရင်တော့ညိုကီတို့ပေါ့နော်တိတ်တော့ရှင်းပြကြတော့လုံးဝမဟုတ်ဗျ Pro Diamond နဲ့အတူတူပဲโอเคအဲ့ဒီ Rocky Diamond တွေကိုသုံးပြီးလို့ရှိရင်ကျွန်တော်တို့ဒီ skin တွေကိုဝယ်လို့ရမယ်ဗျာဒိုင်းအဲ့ Rocky Diamond ကကျွန်တော်တို့တွေ game ဆော့အောင်နဲ့လက်ကားရညိုကီတို့ရှိမှာကျွန်တော် game ဆော့ပြီးကျွန်တော်အဲ့ Rocky Diamond 350တခါလဲယူပြပေးလိုက်ပြီဗျာအဲ့တော့ဘာလို့စောင့်နေဦးမလဲကျွန်တော် game ဆော့ရုံပဲဗျာ game ဆော့ပြီးတော့ Rocky Diamond တွေယူလိုက်မယ်ကလင်းမယ်ပေါ့နော်စားမယ်ဗျာသူကတော့ Pro Diamond နဲ့ခက်ဆင်မဲ့ဆိုတော့တိတ်တော့ရှင်းပြတာတော့မလိုဘူးဗျ Pro Diamond လိုပဲပေါ့နော်ကျွန်တော်တွေဒီ Rocky Diamond ဥပမာဗျာ second တစ်ခုက Diamond 896လုံးတန်တယ်ဆိုလို့ရှိရင်ဒီ Rocky Diamond 896လုံးရှိရဆိုလို့ရှိရင်ကျွန်တော်898လုံးနဲ့သုံးရမယ်ပေါ့နော်ကျွန်တော်ဥမာရိုးDiamond တစ်လုံးမဲ့လိုအပ်တယ်ဗျစိန်အပြာပေါ့နော်စိန်အစ်စ်ဆိုတော့တစ်လုံးမဲ့လိုအပ်တယ်စိန်အစ်စ်တစ်လုံးနဲ့ကျွန်တော်တို့ skin တွေကိုကြိုက်တဲ့ skin ကိုဝယ်လို့ရတယ်ကြိုက်တဲ့ skin ဆိုပြီးမှဒီထက်မှာပြထားတဲ့ skin တွေပဲဝယ်လို့ရမယ်ပေါ့နော်ဟိုတခြား skin တွေကိုဝယ်လို့မရဘူးပေါ့ဒီထက်မှာပြထားတဲ့ skin တွေတော်တော်လမ်းတဲ့ထက်မှာပါတယ်ဗျဟိုကျွန်တော်တစ်ခါတည်းဝယ်ပြပြီးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဈေးဆိုင်ရတစ်ချက်သွားမယ်ဗျာโอเคအဲ့ skin ဆိုတဲ့နေရာကိုမနှိမ့်နဲ့ပေါ့နော် skin ဆိုတဲ့နေရာကိုနှိမ့်လို့မယ်ဆိုရင်ကျွန်တော် Rocky Diamond ကသုံးလို့မရဘူးဗျာအဲ့ဒီအပေါ်မှာကျွန်တော် Novit discount ဆိုတာရှိတယ်ဗျာအဲ့နေရာလေးကိုသွားရမှာဗျာโอเคအဲ့နေရာလေးရောက်ပြီးတော့ကျွန်တော်ဝယ်လို့ရပြီပေါ့နော်ဒါပေမဲ့ကျွန်တော်မှာ Rocky Diamond က350ပဲရှိတယ်အဲ့တော့ကြောင့်မို့ကျွန်တော် special skin တော့ယူလို့ရတယ်ပေါ့နော်ကျွန်တော်မှာ Yo Diamond လည်း285လုံးရှိတယ်ဗျာPro Diamond နဲ့အတူတူပဲဆိုကျွန်တော်ကဘာယူရမလဲဆိုရင် link ရဲ့ special skin ကိုကျွန်တော်ညိုကီတို့ရှိကိုတခါတည်းယူပြလိုက်မယ်ဗျာโอเคအပိုင်ရမှာလားအဆန်းသုံးကရမှာလားဆိုညိုကီတို့ဘက်တစ်ချက် show ကြည့်လိုက်တော့ဗျာโอเค link ပဲပြောင်းโอเคဒီမင်းမတွေ့ဒါဆိုရင်ကျွန်တော်ဒီ link ကိုဝဲပြမယ်ပေါ့နော်
Okay ဒါဆိုရင်ကျွန်တော်ဒီ Rocky Diamond ကိုမသုံးဘူးဆိုလို့ရင် Yo Diamond 489လုံးကုန်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် Rocky Diamond 350ကိုသုံးမယ်ဆိုရင် Yo Diamond 129လုံးပဲကုန်မယ်ဗျသူက Pro Diamond နဲ့ခက်စင်စင်ပဲပေါ့နော် Okay ဒါကျွန်တော်ဝယ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော် second တစ်ခါရဲ့အပိုင်တန့်ရသွားပြီပေါ့နော်အောက်မှာ collection point 200ဆိုလဲတစ်ခါတည်းပြပေးတယ်ပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော် original server တော့ရောက်လာဖို့တော့တိတ်တော့မလိုတော့ဘူးအစောပိုင်းလေးက ANS server မှာရောက်လာတယ်ပေါ့နော် ANS server မှာရောက်လာတဲ့ခါမှာကျွန်တော်ကဗီဒီယိုလုပ်ပြီးလို့မရဘူးဗျဘာလို့လဲဆိုတော့ ANS ရဲ့အတွက်တီးတန့်ပဲပေါ့နော်ဒါပေမဲ့ advanced server မှာရောက်လာပြီဆိုတော့ကျွန်တော် original server ကိုရောက်ဖို့ကလည်းတိတ်မလိုတော့ဘူးဗျအဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်ရတဲ့ဖြစ်ပါတယ် Okay အားလုံးဆုံးနေကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျ